တနက်နဲ့ပြဖို့လုပ်နေပါတယ်ဒါပေမဲ့လည်းဆာကူလေးရဲ့ပုံရိပ်တွေကိုပြန်ပြီးမြင်အောင်နေရကြောင်းကိုရီကြီးမှတက်ရောက်လဲအရန်ကိုအခက်တွေ့နေပါတယ်အခုကြည့်နေရင်လည်းဖုန်းလေးကိုခဏပိတ်ပြီးတ िश ူတစ်ခုသွားရထားလိုက်ပါပြီးမှရထားတဲ့နေရာကနေပြန်ကြည့်ပါမဟုတ်ရင်တော့နှစ်ချီးတွေမျက်ရည်တွေဖုံးဖို့ကိုကြာသွားရင်ဖုံးလေးညစ်ပတ်သွားသလိုအဲ့ဒီဖုံးကမှန်ကွဲနေရင်လည်း LCD ထိသွားလိုက်မယ်အဲ့ကြရင်ပတ်ဆက်လည်းကုန်မယ်โอเคစမယ်နော်လူနေရဲ့ကြောင်မှာတန်ရုံးစီကျိုးလေးတကြိုးသားရှိပါစေတကယ်မြတ်တာတွေထပ်ထူကျသွားတဲ့အခါအဲ့ဒီတန်ရုံးစီကျိုးလေးတကြိုးကိုတော့ပြန်ပြီးဖျက်တော့ဖို့အတွက်အရန်ကိုခတ်ပါတယ်အဲ့ဒါကြောင့်အခုကြည့်နေတဲ့သူတွေလည်းခုကြည့်တဲ့သူအပေါ်တန်ရုံးစီကျိုးတွေဘလောက်ပဲအများကြီးရှိနေပါစေတစ်ဖက်ကမျိုးတမူလောက်တောင်ရှိမနေရဲ့နော်ရှိနေတဲ့သူကပဲအဲ့ဒီကျိုးတွေကိုဖျက်တော့ဖို့အတွက်အချိန်တစ်ပတ်တော့ကြာပါမယ်အဲ့ဒီတစ်ပတ်ကတော့တန်တရားတစ်ပတ်ပဲဖြစ်ပါတယ်ကဲခုနကပြောခဲ့ရနော်အကျိုးဆောင်တာလို့စတာပါဗျာဒါကလည်းကျွန်တော်ရဲ့ရင်တွင်းဖြစ်တွေမလို့ရင်းနေရင်းနဲ့တော့နေကပူရတဲ့ကြားထဲမှာမိုးသီးလောက်ရှိတဲ့မျက်ရည်20ကျသွားပါတယ်အခုကြည့်နေတဲ့သူတွေရဲ့ဘယ်20ကျသွားလဲဆိုတာကောမမှန်မှန်သွားခဲ့ပါဦးကြားမှလည်းမဟုတ်ပါဘူးအဖေလေးဆိုတော့